ရှင်ဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆ iam မကျူကျူတင်ရေးသားထားသောဇက်ခုံမော်ကရုပ်သေးရုပ်များထဲမှကြောက်ဖားကအမေမြိုင်းဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်ကြောက်ဖားကအမေမြိုင်းတော့ဒါကျွန်တော်မိတ်ဆွေကြော်ညွန့်တဲ့ကျွန်တော်တို့ကိုစောင်းရှောက်တယ်လို့ပဲစောင်းရှောက်လိုက်ပါနော်အေးပါဟဲ့မှားစရာမလိုပါဘူးမောင်ဆိုးရဲ့ငါအကြောင်းလဲမင်းတို့အတိသားနဲ့နေပါအောင်ဒီကလေးကအခုမှအလုပ်စားမှာလားဟုတ်တယ်အမေမြိုင်းသူကရန်ကုန်သားလေကျွန်တော်ငယ်တငယ်ချင်းပေါ့ကဲတငယ်ချင်းဒီမှာစောင်းရစ်ဟိုကောင်တွေခဏနေရောက်လာမှာပဲကိုစိန်ကုန်းဘက်ခဏဆင်းလိုက်အောင်မယ်စိုးဝင်းကတိုးမွေအုတ်ထုပ်ကိုအသားကျအောင်ပြင်ဆောင်လိုက်ပြီးမော်တော်ဆိုင်ကယ်ကိုခပ်ပြင်းပြင်းစီးထွက်သွားတော့ဤအာတကယ်အေးတဲ့အရက်ပဲဗျအမေမြိုင်းမချမ်းဘူးလားကြော်ညွန့်ကတရေချက်ကင်ကိုစစ်ဆွဲတက်ရင်မေးလိုက်မိဤမချမ်းပါဘူးကွယ်အမေကမိဖို့နာကခွာရတာမှမဟုတ်တာအချမ်းကအမေနာမကက်ရဲပါဘူးအမေမြိုင်ကတူဟူးကြော်များကိုတန်တယ်ကြီးတွေကဆယ်ယူရင်းစကားပြန်သည်သူပြောတာလဲဟုတ်သည်အကျော်တယ်ဆိုတော့မိဖို့နာကခွာရသည်မှမရှိပဲကူမင်းတိတ်ချမ်းနေရင်မိဖို့နာလာထိုင်လီလာရင်နှွေးချမ်းလေးတောက်လဲအမေလက်ဖက်ချောက်ကစော်ပွားဟိုတင်လက်ဖက်ချောက်ကွတိတ်ကောင်းတာဟာအကျော်တဲတွင်းရှိလူရယ်3-4ယောက်ကပါဝိုင်းရယ်မော်လိုက်ကြရာကျဲကလေးမှာရေတံများရှမ်းသွားတော့သည်ကြော်ညွန့်လဲအမေမြိုက်ဟာသားကြောင့်အချမ်းပြေသွားသည်မင်းချမ်းမဲ့ဆိုလဲချမ်းစရာပဲကွဒီနေရာကမိုးကုတ်3ရက်မှာအေးဆုံးအရက်ကိုတားရဲ့ကြောက်ဖားလို့ခေါ်ရလေတားရဲ့ကဲရော့တိုးဟူးကြော်နဲ့အချင်းငုတ်တီးလေးစားလိုက်ပါဦးပူနွေးနေစားလို့ကောင်းပါတယ်ဟေ့ဟိုလူကလေးတွေကလာကြလေလာမင်းတို့ကြိုက်တဲ့ဂေါ်ရခါးသီးကြော်လဲရတော့မှာဟောဒီမောင်ကျော်ညွန့်နဲ့လဲမိတ်ဆွေဖွဲ့ပေးရအောင်ဟိုစက်တာအညိုနဲ့လူကလေးကဖိုးထောင်းနဲ့သူ့ဘေးကမောင်ထွန်းမောင်နဲ့အမေမြိုင်ကတံပကံတစ်ချက်ယူကအကျော်များကိုချက်ပေးပြီးရေနွေးချမ်းတိုးပါအနားတွင်ချချပေးလိုက်၏ကျော်ညွန့်ကအကျန်းတစ်ပကံငှဲ့တောက်လိုက်၏အာတကယ်ကောင်းတဲ့လက်ဖက်ချောက်ပဲစော်ပွားဟိုရင်းမှုထင်ပါရဲ့ထို့စဉ်အောက်ဖက်မှတဆန်းကားနီလေးတစ်စီးဥမော့တက်လာ၏အမေမြိုက်အကျော်သေးရှိတွင်ချို့ရက်လိုက်၏ကားမောင်းသူကြိုက်ကြိုက်ဆင်းလာ၏အမေမြိုက်အကျော်3ချက်ဖို့ထဲ့သွားမယ်နော်ဒီမှာကြည့်အောင်မလေးကွယ်ယူသွားပါငါမကြည့်အားသေးပါဘူးပတ်စံသာပန်းနဲ့ထည့်ခဲ့မိကြည့်အောင်ဆောင်သွားလို့ကတော့ငါကမိုးကုတ်အထိလိုက်တောင်းမှာတော့အမေကလည်းဗျာတခါလေးမေ့မိတာနဲ့နာမည်ဖြတ်ပြန်ပါပြီကားမောင်းသူကကြက်တန်3ရွက်ကိုအမေမြိုင်းလက်ထဲလာထည့်သွားတော့အဖွားကြီးတဟာကြံရစ်သည်အမေမြိုင်းကျွန်တော်မုတ်တီတစ်ခွက်လောက်လူရွယ်လေးတယောက်တဲထဲသို့ဝင်လာပြီးမှလိုက်၏အမေမြိုင်ကဂေါ်ရခါးသီးစိတ်များကိုစံမုံဖြစ်နေနေရကလဲ့ရွေပင်မကြည့်ပဲတင်ဆွေဦးလားဟိထဲ့စားကွာအမေလက်မအားလို့ကြိုက်တယ်လို့စားစိတ်ချအမေမြိုင်ရကို့အမေပစ္စည်းလို့သဘောထားစားပါမယ်အောင်မယ်ဒီလိုတော့မကြောနဲ့ကွာအမေမှသမီးနဲ့တူတာလင်းညင်းပွင့်တော့မရှိဘူးငရုတ်ကောင်းနဲ့လိုက်သွားလို့ပြောရင်းဆိုရင်သူ့စကားသူသဘောကျကကြဟာရေပြန်ရကြော်ညွန့်တို့အုပ်စုပါရောရောင်ရေမိပြန်သည်ကြော်ညွန့်သည်စိတ်လက်ပေါ်ပါစွာရွှေမြူးစွာနေတတ်သောအမေမြိုင်ကိုတထိုင်လေးနှင့်ချစ်ခင်သွားမိတော်သည်မျက်နှာဝဝိုင်းကြီးနှင့်မျက်လုံးများပိတ်လို့မတက်ရေမောနေပုံမှာပဂရီရိုးသားပွင့်လေးမှုအပြည့်အမေမုတ်ဒီတွေကလည်းအများကြီးကြံပါသေးလားဒီချိန်ရောက်နေမှဒီနေ့ကုန်ပါအောင်မလားမေလို့ပြောရမှာဖြစ်ဟိုပုံမြင်ကလေးကစားရမှာပဲဟာလောက်ပါအောင်အမေမြန်ရဘယ်ပုံမြင်ကလေးတုံကြားပြစီအောင်ကောင်စုပ်ငါလာပိတ်နေပြန်ပြီမပြောပဲနေမှာမို့လားပြောမှာပေါ့ဟဲ့ခွေးလေးရဲ့အမေမြန်ကကြော်ညွန့်တို့အဖွဲအတွက်ငရုတ်ချင်ရဲ့ထက်ဖြည့်ပေးပြီးမှသူ့ပုံမြင်ကိုစသည်တခါတော့ကရွာတရာမှာတဲ့မျက်နှာကြောတိတ်မတဲတဲ့တမန်းနဲ့ရောက်ခမ2ဦးရှိတယ်တဲ့သမီးနဲ့ရလို့သာအမျိုးဖြစ်နေရတယ်အဖိုးကြီးကတမတ်ကိုနည်းနည်းမှကြည့်မရဘူးတဲ့
တမက်ကလည်းဥပုပ်နေတိုင်းဥပုပ်ဆောင်ပြီးညဘက်ကျအရက်ခိုးတောက်တဲ့ရောက်ခမကိုတစ်စက်ကလေးမှမလေးစားဘူးတဲ့အဖိုးကြီးကလည်းအဖိုးကြီးပါပဲပါဇက်ကဖျားလက်ကကာယဆိုတဲ့အမျိုးအစားတွေကကိုဟေ့ဖိုးထောင်ဒီနေရာမှာတော့မင်းရောက်ခမကြီးနဲ့တစ်ထက်သေးပဲနော်ပုံပြောရမှဖိုးထောင်ကိုလှည့်စားလိုက်ပြန်ဤဟာဗျာအမေပြန်ရလဲပြန်ကြသွားလို့ကျွန်တော်အိမ်ပေါ်ကခေါင်းနဲ့ဆင်းရပါအောင်မယ်ဖိုးထောင်အလန့်တကြားပြောပုံကြောင့်အဖွားကြီးရွှေမျိုးစွာရေပြန်သည်အဲ့ဒါနဲ့တနေ့တော့ခဏနေအောင်ငါမိတ်ဆွေကြီးလာနေပြီခဏလေးပြောဆိုမိဖို့မခွာကတဲအပြင်သို့ခတ်တုတ်ရှောက်ထွက်သွား၏ကြော်ညွန့်သည်အသက်50ကျော်ဝါဖိုင်းဤဖြိုးသောကိုခဏနေမလိုက်အလွန်တွက်လက်သောအမေမြိုင်ကိုလှမ်းမြော်ကြည့်နေမိ၏အမေမြိုင်၏အရက်သည်မြမအမျိုးသမီးများထဲတွင်ရှားပါလာသောအရက်မျိုးဖြစ်ပေသည်တာမန်ယောက်ျားတဦးထက်မြင့်မားသောအရက်နှင့်ပြည့်ဖြိုးသောခန္ဓာကိုယ်လုံးတို့ကြောင့်အမေမြိုင်ကိုမိမထွားကြီးဟုခေါ်နိုင်ပေသည်အမေမြိုင်သည်လက်တစ်ဖက်အောက်ချိုင်တဲမူကြိမ်ချင်းကြီးတစ်ဖက်တချင်းကိုဆွဲကတုံချီဖြင့်တက်လာသည့်ဂေါ်ရခါအဖွားအိုကြီးစီသို့အပြေးကလေးရောက်သွားသည်အဖွားအိုကြီးလက်ထဲကကြိမ်ချင်းကိုလှမ်းယူလိုက်၏နောက်အဖွားအိုကြီးလက်မောင်းပိန်နာယိုးကလေးကိုကျဉ်နာစွာတွဲကခေါ်ယူလာသည်သူတို့နှစ်ဦးကိုလှမ်းကြည့်ရင်ကြော်ညွန့်ရင်ထဲကြည်နူးနေသည်ကြည့်ပါဦးမြင်မာထွားကြိုင်တောက်ခိုင်လိုက်သည့်မြမအဖွားအိုကြီးတူကကျုံလီသေးကွေးပူညက်လာသည့်ဂေါ်ရခါအိုမာကြီးကိုယူရမှုအပြည့်ဖြင့်တွဲခေါ်လာပုံမှာတိမ်မွေလွန်းသောမြစ်တာပုံရိပ်ပကြီးကားချက်ပမှာတဲနီးသို့ရောက်လာမှအမေမြိုင်ဆွဲခဲ့သောကြိမ်ချင်းထဲတွင်ဂေါ်ရခါသည်များပါသည်ကိုတွေ့ရသည်လာထိုင်မှုတ်စားမလားအမေမြိုင်ကဂေါ်ရခါမကြီးကိုခုံတခုံတွင်ထိုင်ခိုင်းသည်လက်ဟန်ချေဟန်ဖြင့်မှုတ်စားမစားမေးသည်ဂေါ်ရခါမကြီးကခေါင်းငိမ့်ပြလိုက်ရာမုံဒီကိုဂယုတဆိုင်ပြင်ကျွေးသည်အမေမြိုင်တို့ကတော့ဗျာရောက်မကုန်တဲ့မုတ်ဒီတွေစေတနာ3တန်ဖြတ်ပြီးကျွေးနေပါပြီဒါပေါ်ဟဲ့ရာဦးအိုးကြီးကွဲခါမှရွှေစည်းကုံလူပါရဲဆိုတာမျိုးပေါ့အမေမြိုင်ကချက်ချင်းခွန်းတုံပြန်တော့နောက်ပြောင်မိသူတင်ဆွေဦးလက်မြောက်အရှုံးပေးလိုက်ရတော့သည်အဲ့တော့မင်းတို့ပြောရတာနဲ့ငါတူဟူးကြော်တွေတူးကုန်ပါပြီနေအမေမြိုင်ကျွန်တော်ဆယ်လိုက်မယ်အမေလှုပ်ရှားရှိတာသာလို့အေးကွယ်ငါမိတ်ဆွေကြီးကတင်မောသီးတုတ်ကြိုက်တက်လွန်းလို့ထုတ်ပေးလိုက်မလို့ပါအေးအဲ့ဓာတွေဆယ်ပြီးရင် CO ပါအောက်ချထားလိုက်တော့မောင်ထုံးမောင်ရေတံပကံတစ်ချက်တည်းတွင်တင်မောသီးချစ်ပြီးသားများအာလူပြုတ်ပဲမုံနှင့်စီချက်ရွှဲဆန်းကပဲနဲ့နေပြီးဖက်တစ်ဖက်ထဲထဲ့ထုတ်ပေးလိုက်၏ပြီးမှကျိန်ချင်းထဲကဂေါ်ရခါသည်များကိုတွန်ချကရေတွက်လိုက်သည်ဂေါ်ရခါသည်ကြီးများသည်ကြော်ညွန့်တို့ရန်ကုန်ကအတီးများထက်3ဆခန့်ကြီးပေသည်ဂေါ်ရခါသည်များရေတွက်ပြီးတော့ကြက်ကြံ9ရွက်ကင်ကဂေါ်ရခါမကြီးရှိသို့တွားရက်ပြန်သည်15လုံး4ချက်လား5ချက်လားကျင်းရုပြဟင်ဗမာလိုတဝက်ကလားလိုတဝက်အမှုအရာတွေပါစွတ်ပြီးအယောင်းအဝယ်စကားပြောကြပြန်သည်ဂေါ်ရခါမကြီးကကြက်တန်3ရွက်ကိုသာယူတော့နောက်ထပ်တစ်ချက်အတင်းထက်ထည့်ပေးလိုက်ပြန်သည်ဂေါ်ရခါမကြီးအပြန်တွင်လဲလမ်းတစ်ဖက်တောဆက်အရောက်သို့လိုက်ပို့ပေးလိုက်သေး၏တနာစရာပါကွယ်တမက်ကအရက်မူးလာရင်ဒီပိန်ချီမကြီးကိုခါကကင်ပေါက်သေးတာမင်းတို့အဲ့ဒီလိုများမယမ်းကားကြပါနဲ့သားတို့ရဲ့ရောက်ခမဆိုတာမိဘပါပဲကြားလာဖို့တော့ဟာဗျာအမေမြိုင်ပြောတာနဲ့ကျွန်တော်ကိုလူဆိုးကြီးဖြစ်တော့မှာပါပဲကဲပါဗျာခုနကပုံမြင်လေးဆက်ပါအောင်အော်အေးဘယ်ရောက်သွားပါလဲတနေ့တော့တမက်နဲ့ရောက်ခမဖះရှိကိုကြတဲ့အဲ့ဒီတော့အဖိုးကြီးကထုံးစံအတိုင်းအော်ကြီးဟစ်ကျဲနေပေါ့ကွာဘာတွေလူတယ်ဘယ်လိုကုသိုလ်တွေပြုတယ်ပေါ့ဒါအဲ့ဒါကြောင့်နိဗ္ဗာန်ရွှေပြည်ရောက်ရပါလို့လို့ဆုတောင်းတဲ့အဲ့ဒီတော့တမက်ကဟောမောင်ရွှေညီတို့ကားပါလား
မင်းတို့ဒီနေ့နောက်ကြပါလားဆိုင်ရှိထိုးဆိုင်လာတော့ဟီနိုကားပြမောင်းသူကိုမေးလိုက်၏ကားမောင်းသူကငရမ်းချောက်သွဲကြီးတွေဆွဲကဆင်းလာပြီးဟုတ်တယ်ဗျာအောက်ကျင်းမှာဘိန်းပေါက်နေလို့ဒီမှာအမေမြိုင်နဲ့အဘစားဖို့ငချကြော့တာနော်ပတ်စံပေးဖို့စိတ်ကူးမနေနဲ့အေးကွယ်တာတို့ပါတာတို့ကားထွက်သွားတော့ပြုံးကြီးတာတို့ခေါ်ရင်ကြံရစ်သည်အင်းငါလဲငှက်ချောက်မြင်မှထမင်းစားတော့တာပဲအိမ်ကအဖိုးကြီးကလည်းထမင်းပို့နောက်ကျလိုက်တာလမ်းမှာဘယ်သူနဲ့များအိမ်အောင်ကြနေတယ်မသိဘူးစကားကောင်းပြောရာကရှွတ်လိုက်ပြန်သည်အမေတိတ်စိတ်ချမထားနဲ့နော်ဟိုတနေ့ကမော်တော်ဆိုင်ကအနီကလေးနဲ့လာတဲ့ကြက်ပြင်ကတရုတ်ကပြားမလေးနဲ့စကားရက်ပြောနေတာအကြာကြီးဗျအေးဟဲ့အိမ်ကအဖိုးကြီးကလည်းမင်းတို့ကြိုက်တတ်တာမျိုးလေးတွေကိုသူလည်းကြိုက်တတ်တယ်ကြော်ညွတ်ပြုံးမိပြန်သည်အာကအမေမြိုင်ဇဝနညံကလည်းရှင်လာပါပြီငါပုံပြင်ကလေးအဆုံးတက်လိုက်ပြစီအောင်မောင်ထွတ်မောင်ရဲ့အဖိုးကြီးကနိဗ္ဗာန်ရောက်ရပါလို့ဤလို့ဆူတောင်းတော့တမက်ကအမြင်ကက်ကက်နဲ့ဒီနေ့တော့မထင်ပါအောင်လို့အတန်ကြီးကြီးပြောလိုက်တဲ့ဒီတော့အဖိုးကြီးကသူ့ကိုပြောမှန်းသိလို့ပက်ဆက်ဆဲလိုက်တော့တမက်ကအဲ့ဒါကြောင့်မထင်တာဘောလို့ပြန်អော်ပြီးအနာကပြေးထွက်သွားတဲ့အဲ့ဒါလို့ပဲအမေမုတ်ကြီးတွေလည်းဒီနေ့တော့မထင်မောင်းကွယ်မထင်ပါဟန်နစ်ပန်နစ်မျက်နှာပေးဖြစ်ပုံမြင်ကိုအဆုံးသက်လိုက်ရာတဲအတွင်းဝဲတော်ညံပြန်တော့သည်ချို့အခိုက်จิตကားတစည်းဝီကနေဖြတ်သွား၏ကားထဲတွင်ရဲဝစ်စုံဖြင့်လူ3-4ဦးပါသွားသည်အင်းဖျားသွားကြပြန်ပြီအောက်ကျင်းဘက်နေမှာငါကလေးတွေဒီနေ့အလုံးမစင်းကြပါစေနဲ့တော့အင်းမောင်ထုံးမောင်ကြီးမင်းတို့ကလည်းပရိယေနတဝမ်းစာရေးတထေးဖြစ်ရေးကံကိုယုံပြီးတူးကြဆွားကြရှာကြဖွေကြတာပဲဟိုလူတွေကလည်းတောင်းဝန်အရလောက်ကြရတာပဲကြားထဲကအမေအားကြီးစိတ်မောရတာပဲကွယ်ဒါနဲ့မောင်ကျော်ညွန့်အမေမြိုင်ကကျော်ညွန့်ဘက်လက် ကမင်းရန်ကုန်မှာတိပြင်ဘာလုပ်သေးတယ်လဲကျွန်တော်ဘာလုံးမှမဝင်ရသေးပါဘူးအမေမြိုင်ဒီနေ့မှပွဲရတာပါအေးကွယ်အမေသဘောဖြင့်အခုအလုပ်ကိုမင်းမဆရသေးရင်လုံးဝမဆစေချင်ပါဘူးကွယ်လူ1000လောက်မှတယောက်လောက်ကန်ထောက်မှလို့ရကြတာကိုအားကြပြီးပေးအပ်ရဲ့အမျိုးကိုရင်ဆိုင်လို့ရမှလူလေးရဲ့စဉ်းစားဖို့ကွယ်မောင်စိုးဝင်းကတိုက်တွန်းလို့လားမဟုတ်ပါဘူးအမေကျွန်တော်ကိုယ်တိုင်ကလည်းစိတ်ဝင်စားလို့ပါသူတို့စကားမဆုံးမီကြောက်ပြားသက်တွင်ဘက်သို့အဝယ်သွားတော့စိုးဝင်းဤအဖွဲ့ပြန်ရောက်လာသည်သူတို့ဒီကနေ့အခြေအနေတိတ်မကောင်းကြောင်းပြောကြဆိုကြစေစိုးဝင်းမှာပြန်ရောက်လာသဖြင့်မော်တော်ဆိုင်ကယ်2စီးဖြင့်ကြက်ပြင်သို့ပြန်လာကြသည်ဘဲနဲ့လဲကိုစဉ်းစားတော့မဲ့ကွာဘာလဲအမေမြိုင်ကဖြတ်လိုက်လို့လားကြော်ညွတ်ခေါင်းငိမ့်ပြလိုက်၏အဖွားကြီးကစိတ်ဝင်စားစရာဇယိုက်ရှိတယ်သူ့မှာသား2ယောက်ရှိတာတယောက်ကတွင်းပြီးလို့သေးတာ2နှစ်လောက်ရှိသေးတာကွာတယောက်ကတော့ဖမ်းမိသွားလို့ထောင်ထဲမှာအဲ့ဗျာသူ့သားထောင်ကြတာတော့အမေမြိုင်ကအကောင့်ဘက်ကတွေးပြီးဘယ်လိုပြောသလဲသိလားကြော်ညွန့်ကစိတ်ဝင်စားစွာနားထောင်နေမိသည်အခုလိုမိသွားတာကောင်းတယ်တဲ့နှုတ်မဟုတ်ရင်ဘယ်နှစ်တွင်းပြီးသေးမလဲဘယ်နှစ်ဘာဖြစ်မလဲနဲ့တွေးပူနေရတာတဲ့ခုတော့ဘာမှမပူရဘူးအဆောင်အရှောက်နဲ့ထမင်းမပူရဟင်းမပူရနေရမှာတဲ့ဗျာအော်အမေမြိုင်နားဆင်အပေးကြသူများအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်